ဆွဲစိတ်ဆိုတာကတကယ်တော့ခင်းတော့ကြနေတဲ့ survival mechanism ဟောင်းကြီးတစ်ခုပြဒါကတကယ်ရောလိုအပ်သေးလို့လားကြောက်ခေတုံးကအခြေအနေကိုပြန်ကြည့်ရင်ကျွန်တော်တို့လူသားတွေဆိုတာကအရာရာမှာအားနေတယ်ဗျစင်ပန်းမဲ့ကြားပန်းမဲ့ဆိုတာကိုအတာထားမြေခွေးတစ်ကောင်တောဝက်တစ်ကောင်ကိုတော့လက်ပလာနဲ့ရင်ဆိုင်နိုင်မှုဆိုတာတော်ကိုမလွယ်တဲ့ကိစ္စလင်မြန်မှုနဲ့တန်မာမှုမှာအားနေနေရတဲ့ကြားတဲ့ကျွန်တော်တို့မှာချွန်တက်တဲ့လက်သေးတွေကလည်းမရှိသလိုတန်မာတဲ့အစွဲတွေကလည်းရှိမနေဘူးဒါကြောင့်ကျွန်တော်တို့လူသားမျိုးနွယ်တွေအသက်ရှင်ရပ်တည်နိုင်မှုအတွက်အုပ်စုခွဲဖို့ကမဖြစ်မနေကိုလိုလာတယ်အဲ့ဒီအချိန်တုန်းကဆိုရင်အုပ်စုတွေကနေအပြစ်ပယ်ခံရတဲ့သူကတေလူပဲအနေနဲ့မျိုးစုံဝင်းရံနေတဲ့တောကြီးမြက်မဲထဲမှာတယောက်တည်းအသက်ရှင်ရပ်တည်နိုင်မှုဆိုတာဘလို့မှကိုမဖြစ်နိုင်အဲ့ဒီထပ်ပိုဆိုတာကလူချင်းတောင်မျိုးနယ်စုချင်းစစ်ပွဲတွေလူမျိုးတုံးတပ်ဖြတ်မှုတွေကလည်းအရန်ပေါ်တယ်ဘာလို့လဲဆိုတော့ကြောက်ခက်တုံးကစူပါမားကတ်မရှိဘူးလေရေကောင်းရေတန်းရနိုင်မဲ့နေရာအမဲလိုက်လို့ကောင်းမဲ့နေရာတစ်ခုကိုကိုယ့်အုပ်စုကမပိုင်ရင်တခြားအုပ်စုကပိုင်သွားမှာသူတို့ရရင်ငါတို့ငတ်မဲ့သဘောမျိုးဖြစ်နေတော့ညှိနှိုင်းမနေတော့ပဲအပြုတ်တိုက်ပြီးလူယူလိုက်တာကအသေးကြဆုံးနီလန်းပဲအဲ့ဒီခေတ်ရဲ့အခြေအနေရဆိုကိုကအုပ်စုဝင်ကောင်းတယောက်ဖြစ်ဖို့အရေးကြီးတယ်လို့ကိုအုပ်စုကလည်းတခြားအုပ်စုတဲ့အင်အားကြီးနေဖို့ကလည်းအရန်အရေးကြီးတယ်ဒါပေမဲ့လက်ရှိ21ရာစုမှာတော့အစားတလုတ်တဲ့စစ်တိုက်เสียရလဲမလိုတော့တယ်လို့တယောက်တည်းနေလို့လည်းမသိနိုင်တော့ဒါပေမဲ့လူသားတွေမျိုးပြတီထောင်ပြီးနေတတ်လာတာကမတကာရှိမှနှစ်ပေါင်းထောင်ကနန်းလောက်ပဲရှိသေးတယ်ဒါကြောင့်နှစ်ပေါင်းတန်းနဲ့ချီပြီးအမြင့်တွယ်လာတဲ့ငါအုပ်စုမှငါအုပ်စုဆိုတဲ့ဗီဇစိတ်အဟောင်းကြီးကဒီကနေ့ခေတ်အထိကိုဖြောက်မရသေးဘူး psychology ရဲ့ major ခွဲတစ်ခုဖြစ်တဲ့ evolutionary psychology ဆိုတာက neuroscience တို့လိုမျိုးစမ်းသပ်ပြမရတော့အရန်ကြီးတော့ scientific စမ်းမနေဘူးဒါပေမဲ့သူကလည်းလေးနဲ့တဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပေးနိုင်တဲ့အတွက်ထဲ့သွင်းစဉ်းစားတဲ့ perspective တစ်ခုလို့ကျွန်တော်ကတော့ယူဆတယ်ခမားကရောဘလို့ထင်လဲ